အားလုံးပဲမင်္ဂလာပါမနက်ဖြန်မတ်လ24ရက်နေ့အကောင်းဆုံးနေတဲ့ကဏ္ဍတွေကိုကျွန်တော်ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မနက်ဖြန်မတ်လ24ရက်နေ့ရဲ့အကောင်းဆုံးနေကုန်ကြီး4-9-2ဖြစ်ပါတယ်အကောင်းဆုံးနေကုန် break ကလည်း4-9-2 break ပဲဖြစ်ပါတယ်4-9 break เนาะအကောင်းဆုံးနေကုန် all chain အကောင်းဆုံးနေကုန် all chain ကတော့ခွန်တုံည all chain ဖြစ်ပါတယ်အဲ့ဒီနေကုန် all chain က9-3ညခွန်ကီးတဲ့ကနေပြီးတော့ကျွန်တော်9ကိုတိတ်မကြလို့ကျွန်တော်ခြံခဲ့ပြီးတော့ခွန်3ညကို all chain အဖြစ်ကျွန်တော်ရွေးချယ်ပေးထားတာဖြစ်ပါတယ်အကောင်းဆုံးနေကုန် all chain ကတော့ခွန်3ညပါမနက်ဖြန်အတွက်အကောင်းဆုံး main ကွက်3ကွက်နဲ့အပူး2ကွက်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် main ကွက်ကတော့20 82 90အပူးနှစ်ကွက်ကတော့နှစ်ပူနဲ့ခုံပူပဲဖြစ်ပါတယ်နက်ဖြန်အတွက်နေကုန်မှာအကောင်းဆုံးဖြစ်မဲ့တစ်ခွက်ကောင်ကိုကျွန်တော်ရွေးချယ်တင်ဆက်ပေးသွားခြင်းပါတယ်နေကုန်မှာအကောင်းဆုံးဖြစ်မဲ့တစ်ခွက်ကောင်ကတော့84ဖြစ်ပါတယ်တပတ်စာရွှေပတ်ဒီ4ပတ်ဒီကိုကျွန်တော်ရွေးချယ်ပေးခဲ့တာအဖွင့်နေညနေပါပဲ40ထွက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကြံရက်တွေမှာလိုက်ရမယ်ဇာတုပတ်ဒီကဏ္ဍအတစ်တစ်လုံးကိုကျွန်တော်ချပြပေးသွားပါမယ်ကြံရက်တွေမှာလိုက်ရမယ်ဇာတုပတ်ဒီအတစ်ကတော့8ဖြစ်ပါတယ်အားလုံးပဲမနက်ဖြန်မှာလဲအကောင်းဆုံးရွေးကွက်တွေနဲ့ကန်ဆက်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်